အားလုံးပဲမင်္ဂလာပါဘောလုံးချစ်ပရိသတ်များစောင့်ကြည့်နေကြတဲ့ကမ္ဘာဖလားအုပ်စုပွဲစဉ်တွေဆက်လက်ပြင်းထန်လာနေတဲ့အချိန်မှာဒီနေ့ညမှာတော့ဥရောပဘီလူးကြီးစပိန်အသင်းကအာဖရိကကိုစားပြုကိတ်ပါတီအသင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။နီးစနစ်ပိုင်းအရအသာစီးရထားတဲ့စပိန်အသင်းအနေနဲ့ပထမဆုံးပွဲမှာအနိုင်3မှတ်ရယူနိုင်မလားဒါမှမဟုတ်ကိတ်ပါတီကအံ့အားသင့်စရာရလဒ်တစ်ခုဖန်တီးနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။စပိန်အသင်းဟာလက်ရှိကမ္ဘာဘောလုံးလောကမှာနီးစနစ်ပိုင်းအကောင်းဆုံးအသင်းတွေကတစ်သင်းဖြစ်ပါတယ်။သူတို့ရဲ့အဓိကအားသာချက်ကတော့ဘောလုံးပိုင်ဆိုင်မှုကိုထိန်းချုပ်ပြီးပြိုင်ဘက်ကိုတဖြည်းဖြည်းဖိအားပေးတဲ့ကစားပုံပါ။ကွင်းလယ်ပိုင်းမှာဘောလုံးဖြန့်ဝေမှုကောင်းမွန်ပြီးတိုက်စစ်ပိုင်းမှာလည်းနေရာလွတ်ရှာဖွေမှုနဲ့ပေါင်းဆက်ကစားပုံကအန္တရာယ်ရှိပါတယ်။ဒီပွဲမှာစပိန်ကပုံမှန်အတိုင်းဘောလုံးကိုအများဆုံးကင်ထားပြီးကိတ်ပါတီရဲ့ခံစစ်ကိုဖိအားပေးလာနိုင်ပါတယ်။တစ်ဖက်မှာတော့ကိတ်ပါတီဟာအင်အားနည်းတဲ့အသင်းဆိုပေမဲ့လွယ်ကူတဲ့ပြိုင်ဘက်တော့မဟုတ်ပါဘူး။အာဖရိကအသင်းတွေရဲ့အားသာချက်ဖြစ်တဲ့ခန္ဓာကိုယ်ပိုင်းကြံ့ခိုင်မှုတိုက်ပွဲဝင်စိတ်ဓာတ်နဲ့အမြန်တန်ပြန်တိုက်စစ်တွေကစပိန်အတွက်အခက်အခဲဖြစ်စေနိုင်ပါတယ်။သူတို့အနေနဲ့ခံစစ်ကိုစူးစီးပြီးစပိန်ရဲ့ဘောလုံးပိုင်ဆိုင်မှုကိုဖျက်ဆီးဖို့ကြိုးစားလာမှာပါ။ဒီပွဲရဲ့အဓိကတော့ချက်ကတော့စပိန်ရဲ့တိုက်စစ်နဲ့ကိတ်ပါတီရဲ့ခံစစ်တိုက်ပွဲဖြစ်လာပါလိမ့်မယ်။စပိန်သားပထမပိုင်းမှာဂိုးရခဲ့မယ်ဆိုရင်ပွဲကိုထိန်းချုပ်ဖို့ပိုလွယ်သွားနိုင်ပါတယ်။ဒါပေမဲ့ကိတ်ပါတီကပထမပိုင်းကိုခံနိုင်ခဲ့ရင်စပိန်အတွက်စိတ်ရှည်ကစားရနိုင်ပါတယ်။ဒီစနစ်ကစားသမားအရေးသွေးနဲ့အတွေ့အကြုံပိုင်းမှာစပိန်ကအသာစီးရထားတာကြောင့်ဒီပွဲမှာအနိုင်ရဖို့အခွင့်အရေးပိုများပါတယ်။ကျွန်တော်ခံမှန်းရလက်ကတော့စပိန်3ဂိုးကိတ်ပါတီ0ဖြစ်ပါတယ်။စပိန်အသင်းကကမ္ဘာဖလားခရီးစဉ်ကိုအနိုင်3မှတ်နဲ့စတင်နိုင်မလားဆိုတာဒီညမှာစောင့်ကြည့်ကြရအောင်ပါ။ဗီဒီယိုကိုကြိုက်နှစ်သက်ရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့နော်။